မင်္ဂလာပါရှင်ဒီနေ့ International Women's Day 2025အတွက်ကိုကျမတို့ Treasure Star ကနေပြီးတော့ကြတော့ပြုလုပ်တဲ့campaign လေးပေါ့နော်ဒီ campaign လေးမှာတော့ Women Billions in Every Fact ပေါ့တစ်တိမူတိုင်းမှာအမျိုးသမီးတွေကလင်းလက်တောက်ပရမယ်ထက်မြက်တောက်ပနေရမယ်ဆိုတဲ့ဒီ campaign လေးကိုပို့ပြီးတော့ကြတော့ပေါ့နော်အမျိုးသမီးအချင်းချင်း accelerate လုပ်ဖို့ခွန်အားပေးဖို့အတွက်ကိုကျမတို့ဒီ campaign လေးပြုလုပ်တာဖြစ်ပါတယ်ဒီ campaign လေးမှာဆိုလို့ရှိရင်ကျမတို့ကနိုင်ငံရဲ့ဒီကိုစားပြုပေါ့နော်ကြက်တောင်ချန်ပီယံမတ်သက်ထားသူစာနဲ့နော်သူနေထိုင်တဲ့ lifestyle လေးနောက်ပြီးတော့သူကိုယ်တိုင်လည်းအမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အခြားအမျိုးသမီးတွေကိုဘယ်လိုမျိုးခွန်အားတွေပေးမလဲသူပြောတဲ့ဒီသူ့ရဲ့ practice တွေသူနေထိုင်တဲ့ဘဝနေထိုင်မှု lifestyle လေးတွေပေါ့နော်ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကြတော့ကျွန်တော်တို့တွေ့ဆုံမိမှာဖြစ်ပါတယ်မင်္ဂလာပါညီမလေးရှင်ဟုတ်မင်္ဂလာပါဒီ campaign လေးကတော့A woman billions in every fact ဆိုတော့ကြတော့ညီမလေးအနေနဲ့ billions လင်းလက်တောက်ပမှုထက်မြက်တောက်ပမှုဆိုတဲ့ဟာကိုညီမလေးအနေနဲ့ဘယ်လိုများအဓိပ္ပာယ်ဖွင့်ဆိုချင်ပါလဲရှင်ဟုတ်ညီမတို့ကတော့ပေါ့နော်ဒီ brilliant ဆိုတာကဒီကိုလုံးသမျှအရာတွေမှာအကောင်းဆုံးဖြစ်အောင်စူးစမ်းပြီးတော့မှလုပ်သွားတယ်ဆိုတဲ့အရာတစ်ခုပေါ့နော်ဒီကိုကစစ်တောင်သမားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစစ်တောင်ခွင်းထဲမှာဆိုလို့ရှိရင်စိတ်အားထက်သန်စွာနဲ့ပြီး confidence ရှိနဲ့ motivate ဖြစ်နေပေါ့နော်ဒီ training တွေလုပ်မယ်ဒီပင်ပွဲတွေကိုရိုက်မယ်ပေါ့ဆိုတော့ဒီအပြင်က off court မှာဆိုလို့ရှိရင်လည်းညီမကကိုlook out လုပ်ပဲပေါ့နော်ကိုကဘာလုပ်ချင်တာလဲကိုစိတ်ကဘယ်လိုတွေဖြစ်နေလဲဆိုတော့ look out လုပ်မယ်ပြီးတော့လို့ရှိရင်ဒီသူများတွေကိုလည်း supporting ပေးတဲ့စကားလေးတွေကိုပြောပေးမယ်ပေါ့ဆိုတော့အဓိကကတော့ဒီ brilliant ဆိုတာကညီမခံယူထားတဲ့ဟာကတော့ဒီကိုလုံးသက်မြတ်ဟာကိုကျိုးစားနဲ့အကောင့်ဆုံးဖြစ်အောင်လုပ်ရမယ်ပြီးတော့လို့ရှိရင်လည်းတခြားသူများတွေကိုလည်း supporting စကားလေးတွေအားပေးစကားလေးတွေပြောရဲဆိုတော့ခံယူထားတဲ့ဟာလေးပဲပေါ့နော်ဟုတ်ကဲ့ရှင်အဲ့တော့ being the best version of you ပေါ့နော် always being the best version of you ပေါ့ဟုတ်အဲ့တော့ညီမလေးကိုအမမေးမယ်ပေါ့တတ်ထားသူစာ who are you ပေါ့ describe one word ပေါ့နော်ကိုတင်စားပြီးတော့ပြောရမယ်စကားလုံးတစ်လုံးကိုရွေးပါဆိုလို့ရှိရင်ညီမလေးဘာရွေးမလဲဘာဖြစ်မလဲညီမတက်ဒီစကားလုံးတစ်လုံး words တစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့resilient ပေါ့နော်ဒီဆိုရဲတတိလိုပဲပြောရမှာပေါ့ဘာဖြစ်လို့လဲဆိုတော့ညီမဒီဘယ်လောက်ပဲခက်ခဲတွေကြုံဟိုဖြည့်ဆည်းမှုတွေဘယ်လောက်ပဲများပေါ့နော်ညီမကိုလိုချင်တဲ့ပန်းနိုင်ကိုဇွဲမရှိလျှော့ပဲနဲ့ဇွဲတတိရှိနဲ့အဲ့လိုမျိုးရအောင်လို့ပန်းနိုင်ကိုရအောင်သွားနိုင်တယ်ဆိုတော့ညီမတို့ကတော့ describe myself with one word ဆိုလို့ရှိရင်တော့ resilient လို့ပဲပြောချင်ပါတယ် Yeah very good ပါညီမလေးဟုတ်21st century skills မှာ resiliency ဆိုတာမဖြစ်မနေကိုပါမယ် skill တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ညီမလေးဒီ skill နဲ့ဒီ skill ထဲမှာပါနေတဲ့ words လေးကညီမလေးကိုကိုစားပြုပြီးတော့describe လုပ်သွားတဲ့ဟာလေးကအရန်ကိုကောင်းပါတယ်ညီမလေးဟုတ်ကျေးဇူးပါညီမလေးကဒီ resilient နဲ့မဆုံးမနစ်တော့ဇွဲနဲ့ကြက်ခိုင်မှုတွေနဲ့ကြိုးစားတဲ့ညီမတယောက်လည်းဖြစ်တယ်ပေါ့နော်အဲ့တော့ညီမလေးကိုတထားသူစားမတ်တထားသူစားလို့ပြောလိုက်လို့ရှိရင်လူငယ်တွေထဲမှာညီမလေးကိုသဘောကျပြီးတော့ကြတော့နှစ်သက်ပြီးတော့ကြတော့ inspire ဖြစ်နေတဲ့ကလေးတွေရှိတယ်ပေါ့နော်အဲ့တော့သူတို့ရောဒီလိုမဆုံးမနစ်တော့ဇွဲလုံးလောက်ဝရိယနဲ့ကြိုးစားဖို့အတွက်ကိုညီမလေးtips လေးတွေမျှဝေပေးပါညီမလေး practice လုပ်တဲ့ဟာလေးမျှဝေပေးပါဆိုရင်ဘာတွေဖြစ်မလဲညီမလေးဟုတ်အရင်ဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ never give up ပေါ့နော်အရှုံးမပေးပါနဲ့လို့ဘယ်လိုပဲခက်ခဲတွေပဲရှိပေါ့နော်အကောင်းဆုံးဖြစ်အောင်လို့ကြိုးစားပြီးတော့မှကိုလိုချင်တဲ့ပန်းတိုင်အောင်ရအောင်သွားပေါ့နော်ဘယ်လိုပဲခက်ခဲတွေဖြစ်ရှုံးနေသွားတယ်ဆိုလို့ရှိရင်လည်းပြန်ထဖို့ဝင်မလေးပါနဲ့လို့ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဒီလှုပ်တဲ့အရာတွေကိုယ့်ရဲ့ journey တွေမှာကိုကပဲသိရဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လောက်ပဲခက်ခဲတွေရှိကိုယ့်ရဲ့ဒီ future မှာဖြစ်လာမယ့်ဖြစ်တည်မှုကကိုယ်ပဲခံစားရမှာဖြစ်တဲ့ကြောင့်မလို့ဘယ်လောက်ပဲခက်ခဲတွေရှိပြောချင်တာကတော့ never give up ပေါ့နော်ရှုံးမပေးပါနဲ့လို့ပြောချင်ပါတယ်ပြီးတော့လို့ရှိရင်အရင်တော့ကညီမကဒီကျောင်းမှာတက်တုံးကဆိုလို့ရှိရင်ဆရာမတယောက်ကအမြဲတမ်းပြောနေတဲ့ဒီ slogan ပေါ့နော်ဒီအိမ်မက်မပါတဲ့အိမ်မက်မြောက်အကောင့်တွေပေါ်ပါဆိုတဲ့ slogan လေးပေါ့နော်ဆိုတော့အဲ့ slogan လေးကိုညီမအားလုံးမျှဝေပေးချင်တာကဘာဖြစ်လို့လဲဆိုတော့ညီမကိုယ်တိုင်ကလည်းဒီအိမ်မက်တွေမှတ်ခဲ့တာပေါ့နော်ဒီကိုယ့်ရဲ့ဒီ future plan မှာဘယ်လိုလုပ်မလဲဆိုပြီးအိမ်မက်တွေမှတ်ခဲ့တယ်ကိုယ့်ရဲ့အိမ်မက်နောက်ကိုလိုက်ခဲ့တဲ့သူတယောက်ဖြစ်တဲ့အနေနဲ့ဒီ slogan လေးကိုညီမအရင်သဘောကျတယ်ဆိုတော့အားလုံးကိုဒီ slogan လေးကိုမျှဝေပေးချင်တဲ့စိတ်လည်းပါတယ်ပေါ့ဟုတ်ရန်ကောင်းပါတယ်ညီမလေး။ဘာကြောင့်လဲဆိုတော့ကြတော့ဒီလိုမျိုး never give up ဆိုတဲ့ချိန်မှာပေါ့နော်။ဘာလို့လဲပြန်သတိရဖို့လိုလဲဆိုကိုဘယ်နေရာကနေစခဲ့တာလဲ။ကိုစားခဲ့တဲ့နေရာကိုပြန်သတိရလို့ရှင်အဲ give up လုပ်ချင်တဲ့စိတ်ကအလိုလိုပျောက်သွားတယ်ပေါ့နော်။နောက်တစ်ခုကကြတော့life မှာအရန်အရေးကြီးတာလေမမြင်တာတော့လေဟို rejection တို့ failure တို့လက်ခံနိုင်ဖို့ပဲเนาะ rejection တို့ failure တို့ကိုအမတို့လက်ခံနိုင်တယ်ဆိုတဲ့လူကအောင်မြင်တာပဲ reject လောက်ခံ
တဲ့အလုံးမခံရတဲ့လူဆိုတာလည်းမရှိဘူး။နောက်အရန်အောင်မြင်နေတဲ့လူတွေမှာလည်း failure ဆိုတာကိုအချိန်ချင်းခါခါကြုံခဲ့ရတာပဲပေါ့နော်။အဲ့တော့အဲ့ဟာလေးတွေကိုကျမတို့ကခုနညီမလေးတုံးသွားတဲ့ကိုစားပြုသွားတဲ့ resiliency ဆိုတဲ့ words လေးနဲ့ပေါ့နော်အဲ့ဒါလေးနဲ့ကြမ်းကြမ်းခိုင်နိုင်ဖို့အတွက်ကိုတော့စူးစမ်းဖို့လိုတယ်လို့ထင်ပါတယ်အဲ့တော့ညီမလေးအနေနဲ့ပေါ့နော်ဒီ international မှာလည်းကိုယ့်ရဲ့နိုင်ငံကိုကိုစားပြုတဲ့အားကစားသမားတစ်ယောက်အနေနဲ့ပေါ့အခက်ခဲတွေဆိုတာလည်းအများကြီးကြုံရမှာပဲနောက်ပြီးတော့ကျတော့ပြိုင်ပွဲတွေမှာလည်းခက်ခဲမှုတွေနောက် live မှာလည်းခက်ခဲမှုတွေအများကြီးကြုံရမှာပဲအဲ့လိုအခြေအနေမျိုးတွေမှာဆိုလို့ရှိရင်ပေါ့နော်ညီမလေးရဲ့ inner strength ကိုပို့ပြီးတော့အားကောင်းလာအောင်ပေါ့အဲ့ဒါညီမလေးဘယ်လိုမျိုး practice လုပ်တယ်လဲအဲ့ဒါလေးလည်းမျှဝေစေချင်ပါတယ်ဟုတ်ကဲ့အခက်ခဲတွေကတော့အများကြီးရှိတာပေါ့နော်ဒီလိုအခက်ခဲတွေပဲဖြစ်ဖြစ်ကိုယ်ကျဉ်းကျဉ်းခံနိုင်အောင်ကိုယ်စိတ်ကိုအမြဲတမ်း prepare လုပ်ထားရတာဆိုတော့လေအဓိကကတော့ညီမလုံးလေးလှုပ်ထားရှိတာကတော့ဒီ meditation ပေါ့နော်ဒီတရားထိုင်ခြင်းကလည်းဒီကိုယ်စိတ်ကိုကြည်လင်စေတယ်ဆိုတော့ meditation လုပ်ဖြစ်တာများတယ်ပြီးသွားလို့ရှိရင်ကိုအားပေးစကားလေးပြောဖြစ်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်ညီမရဲ့ဒီကိုချစ်ရတဲ့လူတွေရဲ့ပတ်ဝန်းကျင်မှာနေဖြစ်တယ်ဒီမိဘတွေတငယ်ချင်းတွေပေါ့နော်သူတို့နဲ့နေဖြစ်တယ်ပြီးလို့ရှိရင်သူတို့ရဲ့ဒီအားပေးစကားတွေပြောတဲ့ဟာလေးတွေကိုလည်းနားထောင်ဖြစ်တယ်ပေါ့အဓိကသူတို့အားကိုးတယ်ပေါ့မှာရယ်ဆိုတော့ညီမကတော့အဲ့လိုလေးပဲအဓိကပြောရမယ်ဆိုလို့ရှိရင် meditation နဲ့ဒီကိုယ့်ရဲ့ဘေးမှာရှိတဲ့လူတွေနဲ့သူတို့ရဲ့ support ပေးတဲ့စကားလုံးလေးတွေ support system လေးအားကောင်းတယ်ဆိုလို့ရှိရင်เนาะကိုကဘယ်လိုပြောမလဲ secure ဖြစ်တဲ့ feeling ကိုရစေရလေเนาะပို့ပြီးတော့ကြာတာဟုတ်ပါပြီအဲ့တော့ပေါ့နော်ဒီအားကစားနဲ့ဒီလက်ဝတ်ရတနာတွေနဲ့ပတ်သက်လို့ရှိရင်ကြတော့လေအားကစားကြတော့နည်းနည်းအမာဘက်ကိုသွားတယ်လက်ဝတ်ရတနာဘာကြောင့်နူးညံ့သိမ်မှုကိုသွားတယ်လို့မြင်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီကဘာမှာလည်းTiffany & Co ပဲဖြစ်ဖြစ်နောက်ပြီး Nike ဆိုလို့ရှိရင်လည်း Swarovski နဲ့ပြန်ပြီးတော့ကြတော့သူတို့ collaboration sale တွေလုပ်လာတယ်ပေါ့နော် sports နဲ့ jewelries နဲ့ကိုသူတို့ပေါင်းဆက်မှုလေးတွေလှုပ်လာတယ်ဒီ Tiffany & Co ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးလှုပ်လာ KTM မှာလည်းလှုပ်လာတယ်တွေ့တယ်အဲ့တော့ Treasure Star မှာလည်းညီမလေးရဲ့ဗီဒီယိုလေးကိုတွေ့လိုက်တယ်ညီမလေးကြက်တောင်ရိုက်တဲ့အချိန်မှာဝတ်ထားတဲ့ collection လေးအမတော်တော်လေးသဘောကျတယ်ပေါ့နော်အဲ့လိုမျိုး collection လေးကိုရိုက်ဖြစ်သွားတဲ့အချိန်မှာစိတ်ထဲမှာညီမလေးဒီလိုမျိုး gems လေးတွေကြိုက်တက်တာပဲပေါ့နော်အဲ့လိုမျိုးမြင်တယ်ပေါ့အဲ့တော့ညီမလေးမှာဒီလက်ဝတ်ရတနာနဲ့ပတ်သက်ပြီးတော့ကြတော့အဲ့လိုကိုတိုင်းရဲ့ပေါ့နော်အတိတ်ပဲဖော်ဆောင်မှုနဲ့ကိုတိုင်းအဲ့လိုဆွဲလန်းတကြီးဝတ်တဲ့လက်ဝတ်ရတနာမျိုးရောရှိလားဟုတ်ရှိတာပေါ့မှာဘယ်လိုလဲဆိုတော့ဒီ James ကလေmain claim မဆိုပဲ main claim မဆိုလို့ရှိရင်ကြိုက်ကြတဲ့အဲမှာပါတော့လေညီမလည်းအဲ့ထဲမှာပါတယ်ဆိုတော့လေညီမရဲ့ဒီ precious ဖြစ်မဲ့ဒီ memories ကောပေါ့နော်အဲ့လို precious ဖြစ်မဲ့ဟာဆိုလို့ရှိရင်တော့ညီမစိတ်လက်စွပ်လေးတခုရင်ပေါ့နော်ရှိတယ်အဲ့စိတ်လက်စွပ်လေးကကြာတော့ညီမမိဘနှစ်ပါးကနေပြီးတော့မှညီမရဲ့မွေးနေ့လက်ဆောင်နေနဲ့ပြီးခဲ့တဲ့3-4နှစ်လောက်ကနေပြီးတော့မှပေးထားတာပေါ့နော်လက်ဆောင်ဝယ်ပေးထားတာဆိုတော့အဲ့ဒီလက်စွပ်လေးဝယ်လိုက်တယ်ဆိုလို့ရှိရင်ညီမတော့ကအဲ့လိုမျိုးချစ်ချင်းမြတ်တာတွေရတယ်ဆိုတော့အဲ့လိုခံစားချက်ရတယ်ပြီးလို့ရှိရင်ညီမအခုကဒီနောက်ပိုင်းဆို international ပွဲတွေနိုင်ငံခြားတွေထွက်ပြီးတော့မှအဲ့လိုအဝေးတွေသွားပြီးတော့မှတယောက်တည်းရိုက်ရတာပေါ့နော်ဆိုတော့အဲ့ဒီချိန်လာလို့ရှိရင်မိဘနှစ်ပါးမပါတဲ့အတွက်ကြောင့်မလို့ဒီလက်စွပ်လေးဆွတ်လိုက်တယ်ဆိုလို့ရှိရင်ဆွတ်လိုက်တဲ့ချိန်မှာဒီအဖေရောမေရောနှစ်ယောက်စလုံးဒီကိုနဲ့တူတူပါတယ်ဆိုတော့ခံစားချက်မျိုးလေး feeling လေးတွေကိုရတယ်ဆိုတော့ညီမတို့ကအဲ့လက်စွပ်ကလေးကတော့တကယ် memories ဖြစ်မဲ့ဒီ James တခုလို့ပြောရမှာပေါ့ဟုတ်တယ်အဲ့တော့ညီမလေးရဲ့ရှောက်နေတဲ့ဒီ journey မှာပေါ့နော်လက်ဝတ်ရတနာကနူးညံ့မှုတိမ်မွေးမှုမိမပီတာမှုနဲ့နောက်ပြီးတော့ညီမလေးရဲ့ strengths နဲ့ဒီ journey နဲ့ကိုစားပြုတဲ့ represent လုပ်တဲ့ gemstone တခုကိုရွေးပါဆိုလို့ရှိရင်ညီမလေးဘာရွေးမလဲညီမရဲ့ journey ကို represent လုပ်ရမယ်ဆိုလို့ရှိရင်တော့ diamond ပေါ့နော်စိန်ကိုပြောချင်ပါတယ်ဘာလို့လဲဆိုစိန်လို့ပြောလိုက်လို့ရှိရင်လူတွေအကုန်လုံးကဒီ strong ဖြစ်တယ်ပြီး shining ဖြစ်တယ်ပေါ့နော်ပြီးကြန့်ခိုင်မှုရှိရဲဆိုတဲ့ဟာမျိုးကိုလူတွေကမြင်ကြတယ်ဆိုတော့ညီမရဲ့ journey လည်းအဲ့လိုပဲဘလောက်ပဲ PR တွေရှိဘလောက်ပဲခက်ခဲမှုတွေရှိပေါ့နော်ကိုကြံ့ခံနိုင်ပြီးတော့မှဒီကိုလိုချင်တဲ့ပန်းနိုင်မှုပဲရအောင်လို့သွားခဲ့တာဆိုတော့လေညီမရဲ့ journey ကို represent လုပ်မယ်ဆိုလို့ရှိရင်တော့ဒီစိန်လို့ပဲပြောချင်ပါတယ်PR တွေအများကြီးကိုကြံ့ခံနိုင်တာပေါ့နော်ဟုတ်ကဲ့ညီမလေးနိုင်ငံရဲ့ပေါ့နော်ကိုစားပြုတဲ့အားကစားချန်ပီယံတယောက်အနေနဲ့ပေါ့နော်ဒီသွားရတဲ့ပွဲတွေမှာပဲဖြစ်ဖြစ်ကိုအလုပ်တွေအများများလာတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်တော့ကြောင်းလဲရှိတယ်ပေါ့နော်ကိုကအကြောင်းသူလည်းဖြစ်တော့ကြောင်းလဲရှိတယ်အဲ့လိုဟာမျိုးတွေမှာဆိုလို့ရှိရင် self care ကိုညီမလေးဘယ်လိုမျိုးအလေးပေးပြီးလုပ်ဆောင်လဲဟုတ် self caring ကတော့လူတိုင်းအတွက်အရင်အရေးကြီးတဲ့အရာတစ်ခုပေါ့နော်ဆိုတော့ညီမကိုယ်တိုင်ကလည်းဒီ self care ကိုgyu site ပြီးတော့မှအချိန်ပေးပြီးတော့မှလုပ်ဖြစ်တယ်
ကို training မရှိတဲ့အချိန်တို့ပြီးလို့ရှိရင်ပင်ပွဲမရှိတဲ့အချိန်လို့ဆိုလို့ရှိရင်လည်းဟိုတတိဆက်ရှာလေးကိုပေါ့နော်ဟိုအနားယူဖြစ်တယ်ဒီစိတ်ဖိစီးမှုပိုင်းနေပေါ့နော်ခေါင်းထဲမှာဘာမှမထားဘဲနဲ့အဲ့လိုမျိုး 100% အဲ့လိုမျိုးအနားယူဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်ကိုဘေးမှာ surrounding ပေါ့နော် surrounded by people I love ပေါ့နော်ဆိုတော့ကိုချစ်တဲ့လူတွေကိုချစ်တဲ့လူတွေရဲ့နားမှာအဲ့လိုမျိုးနေပြီးတော့မှအချိန်ပြုံးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ self caring ဆိုတာကအရင်ရေးကြည့်ရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီညီမတို့အားကစားသမားတွေအနေနဲ့ကလည်းဒီ self caring လုပ်တယ်ဆိုလို့ရှိရင်ဒီကိုယ့်ရဲ့အားကစားပေါ်မှာလည်းအထောက်အကူအများကြီးဖြစ်တယ်ပေါ့နော်ဆိုတော့ self caring ကိုလည်းတေချာလုပ်ဖို့ညီမတိုက်တွန်းချင်တယ်ပေါ့အဲ့တော့ physical strength ကို mental stress ပါရစီတာပေါ့နော်ဒီ strength တွေကိုရစီတဲ့အတွက်ကြောင့် self care ကလူတိုင်းလုပ်တဲ့တယ်ပေါ့နော်ဟုတ်အရင်ကောင်းပါတယ်အဲ့တော့ကိုချစ်တဲ့လူတွေနဲ့နေတာလဲအဲ့ဒါကောင်းမွန်ခြင်းတစ်ခုပဲเนาะ toxic ဖြစ်စေတဲ့အရာတွေ toxic ဖြစ်စေတဲ့လူတွေနဲ့အဝေးမှာနေပြီးတော့ကြတော့ကိုယ့်အတွက်ကိုအများအား peaceful ဖြစ်အောင်နေတာလေးပေါ့နော်ဟုတ်ရန်ကောင်းပါတယ်အဲ့တော့ညီမလေးရဲ့ပေါ့နော် the best version of you ဖြစ်လာဖို့အတွက်ကို empower လုပ်ဖြစ်တဲ့အလေးအထအကျင့်စရိုက်ကလေးဒါလေးတွေကဘာဖြစ်မလို့ညီမကတော့အဓိကလုပ်တယ်ဆိုလို့ရှိရင် daily life မှာလုပ်ဖြစ်တာပေါ့ daily life မှာဆိုလို့ရှိရင်ညီမဒီအပြင်နေပါတယ်သွားတယ်အဲ့လိုမျိုးပွဲတစ်ခုခုသွားတယ်ဆိုလို့ရှိရင်ကိုလှလှလေးဖြစ်အောင်နေတတ်တယ်လို့လှလှလေးဖြစ်နေမှလည်းကို confidence ရှိမယ်ပြီးသွားလို့ရှိရင်ဒီစိတ်လေးကြည်လင်နေမှာပေါ့နော်ဆိုတော့ဒီ outfit လေးကိုလည်းဟိုလိုက်ဖက်မဲ့အင်ဂျီလေးတွေဝတ်တယ်ပြီးသွားလို့ရှိရင်လိုက်ဖက်မဲ့ဒီလက်ဝဲရတနာလေးလှလှလေးတွေကိုဆင်ဖြစ်တယ်ပေါ့ဆိုတော့အဲ့ဒါလေးဒီကလို့ဖြစ်တယ်ပြီးသွားလို့ရှိရင်လည်းကိုကောင်းထဲမှာမလိုအပ်တဲ့အရာတွေကိုဟိုကောင်းရှုပ်စေမဲ့ stress ဖြစ်စေမဲ့အရာတွေကိုဆိုလို့ရှိရင်လည်းအဲ့လိုမျိုးတက်နိုင်ဆိုတော့ဖယ်ပြီးတော့မှနေဖြစ်တယ်ပေါ့နော်ဆိုတော့ဒါက daily life ညီမလုပ်ဖြစ်နေတဲ့အရာလေးပေါ့ဟုတ် yeah very good အမလည်းအဲ့လိုပဲကိုအဲ့လိုမျိုးနည်းနည်း demotivate ဖြစ်တဲ့အချိန်ဒါမှမဟုတ်နေလို့မကောင်းတဲ့အချိန်ဆိုလို့ရှိရင်အလှတွေပြင်းတယ်အင်ကြီးဆိုအယောင်နဲ့တောက်တာလေးတွေဝတ်လိုက်တယ်အဲ့ဒါဆိုပို့ပြီးတော့ motivation ပို့ရစေတယ်ပို့ပြီးတော့ကို shining ဖြစ်လာတယ်လို့ခံစားရတယ်เนาะဒီနှစ်အမတို့ International Women Day 2025အတွက်ကိုပြုလုပ်တဲ့ဒီ campaign လေးမှာအမတို့ရွေးထားတဲ့ tagline တွေကတော့ every woman is a gem and celebrate a light within ဆိုတဲ့အထိပဲပေါ့เนาะအမျိုးသမီးတိုင်းကတန်ဖိုးရှိတဲ့ယန္တနာတစ်ပါးဖြစ်တယ်လင်းလက်တောက်ပါပါကိုယ်တိုင်ရဲ့အလင်းရောင်နဲ့လင်းလက်တောက်ပါပါဆိုတဲ့အထိပဲလေးရပါတယ်အဲ့တော့ဒါလေးနဲ့ပတ်သက်ပြီးတော့ညီမလေးရဲ့အမြင်နဲ့ညီမလေးရဲ့ခံယူချက်ကလေးကိုမျှဝေပေးပါအောင်ဟုတ်တောင်းမြရတနာတွေကပေါ့နော်သူ့ဟာနဲ့သူတော့ဒီဂုံတက်တီကိုစီရှိကြတယ်ဒီထိုနည်း၎င်းပဲပေါ့နော်ဒီအမျိုးသမီးတိုင်းမှာလည်းဒီကိုယ့်ရဲ့တန်ဖိုးကိုယ့်ရဲ့ story လေးတွေနဲ့တယောက်နဲ့တယောက်ကမတူဘူးရှိကြတယ်ဆိုတော့အမခုနပြောသွားသလိုပဲဒီ every woman is a gem ပေါ့နော်ဆိုတော့ညီမအရန်ကိုထောက်ခံတယ်ပေါ့နော်ဆိုတော့အမျိုးသမီးတိုင်းတွေကအကုန်လုံးကလည်းဒီတန်ဖိုးဖြတ်လို့မရတဲ့ဒီ gem stone လေးတွေလိုမျိုးပဲဆိုတော့ညီမကတော့ဒီ tagline လေးကိုအရင်သဘောကျပါတယ်ဟုတ်အဓိကအရေးကြီးကတော့ကိုဘလောက် self worth ဖြစ်တယ်လဲဆိုတဲ့ဟာရဲ့ကိုမှရှိနေတဲ့အရာတွေကိုလက်ခံနိုင်ဖို့ရယ်ပေါ့နော်လက်ခံနိုင်ဖို့ရယ်ဒီဟာလေးကို appreciate လုပ်ပြီးတော့ celebrate လုပ်နိုင်ဖို့ရယ်ဒါကအရင်ရေးကြည့်ရလို့မှလည်းထင်ပါတယ်ရှင်ဒီနှစ်မတို့လုပ်သွားတဲ့2025ရဲ့ International Women's Day အတွက်ကို celebrate လုပ်တယ်ပေါ့နော်အမျိုးသမီးတွေကိုပို့ပြီးတော့လင်းလက်တောက်ပဖို့အတွက်အပြန်လန်တယောက်နဲ့တယောက်ပံ့ပိုးကူညီတဲ့ campaign လေးမှာပါဝင်ပေးတဲ့အတွက်ညီမလေးတထားသူစာကိုအများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်ဒီလိုမျိုး campaign လေးတွေရှိတယ်နောက်ထပ်တခြားပေါ့နော်ဒီ social activities လေးရှိရဆိုလို့ရှိရင်လည်းညီမလေးကိုမတို့ဖိတ်ခေါ်ပြစေဟုတ်ညီမလည်း welcome ဖြစ်ပါတယ်ကျေးဇူးလည်းတင်ပါတယ်လို့ဟုတ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်